စားတောက်ဆိုင်တစ်ဆိုင်မှာနားမကျတဲ့စပွဲထူကောင်မလေးတစ်ယောက်ရှိတယ်။နားမှာနားကျကရိယာလေးကိုတက်ထားမှသူမဟာကြားနိုင်တယ်။သူမဟာအဲ့ဒီဆိုင်မှာအလုပ်လုပ်တာ3 နှစ်တိတိရှိပြီဖြစ်တယ်။တနေ့တော့သူတို့ဆိုင်မှာလူတွေအရမ်းကြလို့အလုပ်တွေအရမ်းများကြတယ်။အဲ့ဒီချိန်မှာညစာစားဖို့လင်မယား2ယောက်အဲ့ဒီဆိုင်ကိုရောက်လာကြတယ်။အဲ့ဒီလင်မယား2ယောက်ဟာနားမကျတဲ့စပွဲထူကောင်မလေးစီမှာအော်ရာမှာကြတယ်။သူတို့မှာတဲ့အစားအစာတွေကိုမှာရင်းနဲ့ညတို့ရဲ့မနေဂျာကိုပါခိုလာပေးဖို့အဲ့ဒီအမျိုးသမီးကစပွဲထူကောင်မလေးကိုမှာလိုက်တယ်။အဲ့ဒါနဲ့ကျမဘာကူညီပေးရမလဲဘာလိုအပ်တယ်လဲဟုနားမကျတဲ့စပွဲထူကောင်မလေးကမေးမြန်းတာပေါ့။ဒါပေမဲ့အဲ့ဒီအမျိုးသမီးကသူတို့မနေဂျာကိုပဲခိုပေးဖို့ပဲပြောနေတယ်။ဒီလိုနဲ့နားမကျတဲ့စပွဲထူကောင်မလေးကစိုးရိမ်တကြီးဖြင့်သူတို့မနေဂျာကိုတွားခေါ်လိုက်တယ်။မနေဂျာရောက်လာတော့ဘာကူညီပေးရမလဲလို့အဲ့ဒီမိန်းမကိုမေးလိုက်တာပေါ့။အဲ့ဒါနဲ့အဲ့ဒီမိန်းမကညတို့စပွဲထူးတွေကိုဘာလို့ဖုန်းနားထောင်ရင်းနဲ့အလုပ်လုပ်ခိုင်းတာလဲဝန်ဆောင်မှုအတွက်ကျမတို့ဖက်ဆန်အများကြီးပေးထားတာပဲအလေးထားမှုမရှိလိုက်တာဟုမနေဂျာကိုအော်ဟစ်ပြီးပြောဆိုနေတယ်စားတောက်ဆိုင်ရလူတွေကအဲ့ဒီနားမကျတဲ့စပွဲထူးကောင်မလေးကိုအံ့ဩတကြီးဝိုင်းကြည့်ကြတာပေါ့အဲ့ဒီစပွဲထူကောင်မလေးကအရန်ရှက်ပြီးသူ့ကိုအလုပ်ထုတ်ပြတော့မှာပဲဆိုပြီးအရန်ကိုစိုးရိမ်နေတယ်မနေဂျာကမှန်တယ်အမစားသုံးသူတွေကိုဒီလိုမျိုးဝန်ဆောင်မှုမပေးသင့်ဘူးဟုအဲ့ဒီအမျိုးသမီးကိုပြန်ပြောတယ်အဲ့ဒီနောက်အဲ့ဒီမိန်းမကဒီလူတွေကိုအလုံးမှာခံထားတာတော့မားတယ်ပြန်ပြီးစဉ်းစားသင့်တယ်ဟုမနေဂျာကိုပြန်ပြောတယ်ဒါပေမဲ့မနေဂျာကကျွန်တော်တို့ရဲ့အလုပ်သမားတွေကိုဘာလို့ဒီလိုပြောနိုင်ရတာလဲနားမကြားတဲ့သူတွေအတွက်တက်နားကြားကရိယာနဲ့ဖုန်းနှစ်ချက်ကိုမခွဲခြားတတ်ဘူးလားဟုစိတ်တူဖြင့်မနေဂျာကပြန်ပြောတယ်အဲ့ဒီစပွဲထူကောင်မလေးကတော့စိတ်ချမ်းသာရသွားတာပေါ့ဘာလို့ကျမကိုဒီလိုမျိုးပြန်ပြောနိုင်ရတာလဲကျမယောက်ျားကသတင်းထုတ်တယောက်ဆိုတာရှင်သိသလားဟုအဲ့ဒီမိန်းမကအော်ပြောလိုက်တယ်အဲ့ဒါနဲ့သူ့ယောက်ျားကဘာမှမပြောနဲ့တော့ဟုဒေါသတကြီးထိုမိန်းမကိုအော်ပြောလိုက်တယ်ညတို့ရဲ့အလုပ်သမားကိုအဆက်ခွဲအောင်လုပ်မိတဲ့အတွက်တောင်းပန်ပါတယ်ပြီးတော့ကျွန်တော်ကသတင်းထောက်လည်းမဟုတ်ပါဘူးဟုသူ့ယောက်ျားကပြန်ပြောလိုက်တယ်နောက်တော့သူ့မိန်းမကိုအခုချစ်ချင်းဒီဆိုင်ကနေထွက်သွားဆိုပြီးတော့မောင်းထုတ်လိုက်တယ်သူ့မိန်းမကစိတ်တူဖြင့်ဆိုင်ကနေထွက်သွားတယ်သူ့ယောက်ျားကတော့ညနေစာစားဖို့ဆိုင်မှာကြံခဲ့တယ်အဲ့ဒီနောက်သူ့ယောက်ျားကနားမကြားတဲ့စဝေးထူကောင်မလေးကိုခေါ်ပြီးခွန့်လွတ်ဖို့တောင်းပန်တယ်သူ့ယောက်ျားကတော့သူ့မိန်းမကဘာလို့ဒီလိုဖြစ်နေတာလဲဆိုတာလုံးဝနားမလည်ဘူးသူ့ယောက်ျားကတော့သူ့မိန်းမကဘာလို့ဒီလိုဖြစ်နေတာလဲဆိုတာလုံးဝနားမလည်ဘူးဒါကြောင့်သူ့မိန်းမကိုဒီဆိုင်ကိုဘယ်တော့မှခေါ်မလာဘူးသူ့ကိုယ်သူကျိန်ဆူဆူတောင်းလိုက်တယ်အဲ့ဒီနောက်သူဆိုင်ကနေမထွက်ခင်မှာဖက်ဆန်အနည်းငယ်ကိုစပွဲပေါ်မှာခြံခဲ့တယ်လူတဦးတယောက်ရဲ့စိတ်တဘောအပြုတ်အမူတွေကိုဘယ်တော့မှမလောင်ပြောင်မိပါစေနဲ့တင်းရဲ့ပြောဆိုမှုတွေကတင်းစီလေတစ်ချိန်ချင်းပြန်ရောက်လာနိုင်တယ်ဆိုတာလုံးဝမမေ့ပါနဲ့